အခြေအနေတွေကနောက်ပြန်လှည့်လို့မရအောင်ဆိုးရွားသွားခဲ့ပြီမို့သူမကရှင်တို့အားလုံးအပေါ်မှားခဲ့ပါတယ်။အခုချိန်မှာရှင်တို့တွေကဘသူနဲ့မှအတူရှိနေဖို့စိတ်မရှိတော့ဘူးလို့တွေးပြီးအားလုံးကိုဆွန့်လွတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စစ်သူကြီးဟောကြန့်စန်းကိုလည်းဟောစစ်သူကြီးကျမရှင်ကိုကွာရှင်းခွင့်တောင်းပါတယ်ရှင်နဲ့တကယ်ထိုက်တန်တဲ့မိန်းမကောင်းတစ်ယောက်နဲ့ပဲဆုံပါစေလို့ဆုတောင်းပေးခဲ့သလိုအမဖြစ်သူရဲ့ယောက်ျားဝင်ကြီးချုပ်ယိုချင်းကိုလည်းရှင်လဲကျမအမနဲ့ကွာရှင်းပြီးတခြားအိမ်ထောင်အစ်စ်ပဲပြန်ထူထောင်လိုက်ပါတော့လို့ပြောကပြန်ပြေးပါတော့တယ်အိမ်တော်ကိုရောက်ရောက်ချင်းအဖေဖြစ်သူကသမီးဘာတွေပဲဖြစ်ဖြစ်အိမ်ပြန်လာတာအကောင်းဆုံးပဲဆိုပြီးနှစ်သိမ့်ပေးရှာပါတယ်အိမ်ပြန်ရောက်ပေမဲ့မအေးချမ်းနိုင်တဲ့အေချောင်းကနေတိုင်းအိမ်ရှိတကားဝမှာစစ်သူကြီးဟောကြန့်စန်းနဲ့ဝင်ကြီးချုပ်ယိုချင်းတို့လာဆောင်နေလို့ပါပဲဖက်မှာလဲနန်းတွင်းအခြေအနေကပိုပြီးဆိုးရွားလာပါတယ်နေမကောင်းဖြစ်နေတဲ့အေဂရစ်မင်းမြတ်တတိပြန်ရလာပြီးနန်းတွင်းကိစ္စရက်တွေကိုနားထောင်တဲ့အခါမှာတော့သူတတိမိနေတဲ့အတွင်းမှာအင်ရှိမင်းသားကအာနာလူကိုကြိုးပမ်းနေတာကြောင့်ပါနန်းတွင်းထဲမှာအင်ရှိမင်းသားရဲ့လူတွေကပဲကြီးစိုးပြီးညီလာခံတစ်ခုလုံးပယမ်းပါတာဖြစ်နေတာကြောင့်အေဂရစ်မင်းမြတ်ဟာဒေါသထွက်နေပါတယ်သူကစိတ်ကိုတင်းထားပြီးတိုင်းပြည်အာဏာကိုပြန်ထိန်းဖို့စ조사ရင်းဝင်ကြီးချုပ်လိုချင်းကိုချက်ချင်းအမိန်ပေးဆင့်ခေါ်လိုက်ပါတယ်အေဂရစ်ကတပ်ပြင်းချရင်အင်ရှိမင်းသားကတကယ်ပဲအသုံးမကျတဲ့သူဖြစ်နေပေမဲ့တကယ်တော့ငါ့မှာသမီးတစ်ယောက်လည်းရှိခဲ့သေးတယ်။လွန်ခဲ့တဲ့နှစ်တွေကအေဂရစ်ဟာသူ့အချစ်ဆုံးဖြစ်တဲ့ကော်ကွေ့ဖေးအပေါ်တခြားသူတွေရဲ့ကုန်းချောစကားကိုယုံမိပြီးသူမဟာငါ့အပေါ်တစ္ဆာဖောက်တဲ့မွေးလာတဲ့ချင်းဖန်မင်းသမီးကလည်းငါသွေးသားမဟုတ်ဘူးလို့အထင်မှားကတားမီးနှစ်ယောက်လုံးကိုတပ်ပစ်ဖို့အမိန်ပေးခဲ့ပူပါတယ်။အမှန်တကယ်တော့ချင်းဖန်မင်းသမီးဟာတည်မသွားခဲ့ပါဘူးထိုစဉ်ကရွေကွေ့ဖေးစီမှာကျေးဇူးကြွရှိခဲ့ဘူးတဲ့လူတစ်ယောက်ဟာကျေးဇူးဆက်တဲ့အနေနဲ့ကွမျက်မဲ့သူတွေကိုငွေဝယ်တိုက်ပြီးအောင်းနဲ့လူစားလဲကမင်းသမီးလေးကိုလှုပ်ဝက်ကဲထုတ်ခဲ့တာပါထိုလူဟာမင်းသမီးလေးကိုအိမ်တော်သို့ခေါ်ဆောင်လာပြီးသူတို့ဇနီးမောင်နှံကအမွှာကလေးမွေးဖွားခဲ့ပါတယ်လို့လူအများသိအောင်လိန်ညာကသူမကိုဖန့်ယွင်ချူဆိုတဲ့နာမည်နဲ့ကိုယ်တိုင်ပြုစုပြောထောင်ခဲ့တာဖြစ်ပါတယ်ဖန့်ယွင်ချူတယောက်တက်တဲ့အထောက်အထားအပြည့်စုံနဲ့နန်းတော်ထဲကိုဝင်ရောက်ပြီးအေဂရစ်နဲ့တွားရောက်တွေ့ဆုံပါတော့တယ်မျောလင့်ထားတာထက်ပိုပြီးအိုမင်းရော်နေတဲ့ဖခင်ဖြစ်သူအေဂရစ်မင်းမြတ်ကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့စိတ်ထဲမှာမကောင်းဖြစ်သွားရပါတယ်အေဂရစ်မင်းမြတ်ကလည်းသမီးဖြစ်သူကိုမြင်ချင်းမျက်ရည်ကျကသမီးကိုချင်းဖန်မင်းသမီးအဖြစ်တရားဝင်ပြန်လည်အတိအမှတ်ပြုလိုက်ပါတယ်